the camera fighter man 3နဲ့operator တွေရဲ့သူ့ရဲ့အရင်ဆုံးဘယ်ဟာ operation လုပ်လဲပေါ့အဲ့လိုမျိုး order of operation ကိုပြောပြပြီးတော့မှာဖြစ်ပါတယ်အဲ့ order of operation မှာဆိုရင်သူအမြင့်ဆုံးနေရာမှာ higher level ဖြစ်တာတော့ဒီမြတ်တောင်လက်သေးခွန်းပဲဖြစ်ပါတယ်အဲ့လက်သေးခွန်းလောက်ထားတဲ့လက်သေးခွန်းနဲ့ဆိုရင်အဲ့လက်သေးခွန်းထဲမှာရှိတဲ့အရာကအရင်ဆုံးရှင်းမှာအရင်ဆုံးရှင်းတယ်ပေါ့လေအဲ့ဒါကိုအဲ့ဆိုရင်လက်သေးခွန်းထဲဟာအရင်ဆုံးရှင်းတယ်နောက်ထပ်higher level တစ်ခုရှိတာကကြတော့သူကဒီလက်သေးခွန်းပြီးရင်ပေါ့အဲ့ဒါကြပါလဲဆိုတော့ထညွန်းဆိုတော့ဥပမာသူpower 3 into 2ပေါ့အဲဆို2 power 3က8 16ပေါ့အဲ့လိုမျိုးအရင်ဆုံးနောက်ကဟာကိုလုပ်ပြီးတော့ညှောက်ပြီးတော့ရှေ့ဟာကိုသွားပြီးလုပ်တာမဟုတ်ဘူးသူက order of operation အရာဆိုရင်ဒီထညွန်းကပို့ပြီးတော့အရေးပါတယ်ပေါ့နောက်တစ်ခုကကြတော့ဘယ်လိုမျိုးလဲဆိုတော့ order of operation မှာအမြောက်နဲ့အစားတီအပေါင်းနဲ့အနှုတ်ထက်ပိုမြင့်ပါတယ်စစ်နာကအမှာ2 minus 2 minus 3အမြောက်4အဲ့ဒါဆိုရင်စနစ်အဲ့ဒါဆိုရင် minus 10ပေါ့အဲ့လိုမျိုးထွက်တာပေါ့အဲ့လိုမျိုးပြတကယ်လို့ order of operation တူတယ်order of operation က order of operation တူရယ်ဆိုရင်တော့သူကဘာဖြစ်တယ်လဲဆိုတော့ left to right ပေါ့ဥမာအခုဟာမျိုးဆိုရင်3နဲ့4နဲ့ပေါင်းအမှာ9အဲ့လိုမျိုးဖြစ်မှာပေါ့ဥမာ9ဆိုတော့ဒီနောက်ကဟာကိုစပြီးတော့ operation လုပ်မှာမဟုတ်အရင်ဆုံးရှေ့ဟာကိုပဲ operation လုပ်မှာဒီဟာဆိုရင်ဘယ်လိုလုပ်မလဲ3နဲ့4နဲ့အရင်ပေါင်းမယ်ပြီးမှ9နှုတ်မယ်ပေါ့ဥမာအဲ့လိုမျိုး4နဲ့9နှုတ် -3 ချင်အောင်3နဲ့တွက်ချင်လို့မဟုတ်ဘူးအဲ့ဒါကို order of operation လို့ခေါ်ပါတယ်